လူတစ်ယောက်ကိုမြင်တဲ့ဟာဒီကတော့မိုးစိတ်ရှိရပြရုပ်ရည်အသွင်ပြင်လက္ခဏာကိုကြည့်ပြီးတော့ကျွန်တော်တန်းပြီးကောက်ချက်ချလိုက်တယ်ဟုတ်တယ်တကယ်တော့အဲ့ဒါကမှားနေမပြည့်စုံဘူးဗျာဒီဟာကျွန်တော်တို့ရဲ့ဒီကြီးစုနေတဲ့လူတွေထဲမှာလည်းအစ္စလာမ်ဘာသာဝင်တွေလည်းရှိတယ်လို့တခြားသောဘာသာဝင်တွေလည်းရှိတယ်သူတို့အများစုမြင်တဲ့ပုံစံတူရကီကိုဒီလိုမျိုးပုံစံမြင်လာတယ်ကျွန်တော်တို့ကကြတော့ဒီမှာနေပြီးတော့ဒီလိုပုံစံလည်းမဟုတ်ပါဘူးဆိုတာလေးကိုဘယ်လိုပြောလဲပြောပြခြင်းကိုစပါပြီးနေတဲ့အချိန်လိုမျိုးမှာတော့ကားကိုတရှင်းကျဲကြီးဖွင့်ပြီးတော့ပလီရှန်ဖြတ်မောင်းသွားတာမျိုးကြုံမှုတယ်ကွာသိလားကျွန်တော်ပြောလိုက်ရင်အရန်ထူးဆန်းနေလိမ့်မယ်တချို့အကြောင်းအရာတွေဆိုရင် culture shock ခံမှာဒါလည်းပါတယ်လို့ပြောလို့ရတယ် culture shock လို့ပြောမှာပေါ့အဲ့လိုသူတို့နဲ့ထိတွေ့ဆက်ဆံပြီးမှကိုတိလာတဲ့အမြင်ပေါ့နော်တူရကီမှာဟိုပလီတွေကိုနိုင်ကလည်း tourist attraction နေရာကြီးလို့လည်းသူကထည့်ပြီးသတ်မှတ်ထားတာပေါ့အဲ့တော့လာလေတဲ့လူတွေကဖျားဖို့ပြုတဲ့အချိန်တစ်ချိန်ကလွန်ရင်ကျန်တဲ့အချိန်တွေအားလုံးမလွတ်လွတ်လပ်ဝင်လို့ရတယ်တကယ်လို့များတော့တချို့မြို့ကြီးတွေမှာကျွန်တော်တို့အစ္စလာမ်ကိုလက်ခံထားတဲ့လူမဟုတ်ပဲနဲ့တခြားသောဘာသာဝင်အနေနဲ့ပေါ့နော်အဲ့လိုမျိုးလူတယောက်ဆိုလို့ရှိရင်ရောတူရကီမှာဘယ်လိုဖြတ်တန်းကြလဲစင်ပြရတယ်ဗျအခု coffee ပဲတောက်မှာတော့ပါပြီအားလုံးစနေပြီလားစသိကြလားကျွန်တော်ဒီမှာဘာဆက်အခုနလည်းပြောတာတော်တော်လေးလဲအချိန်ရနေပြီဆိုတော့ငါတို့ဘာသာရေးအကြောင်းထိရောက်သွားပြီပေါ့နော်ဆိုတော့ပြောရတာကြီးကဟိုတဆင့်ချင်းစီသွားရင်နေပြီးတော့ဒါတော့ဒီအခုဒါတော့နောက်ထပ်တစ်ပိုင်းပေါ့နော်ဒီတစ်ပိုင်းမှာတော့ကျွန်တော်တို့ကဟိုပို့ပြီးတော့ကြည်ကြည်ပြင်းပြင်းလေးပြောသွားချင်တာကတော့တူရကီနိုင်ငံနဲ့ပတ်သက်တဲ့တူရကီနိုင်ငံမှာရှိရဲ့ဘာသာရေးဒီလူမျိုးတွေရဲ့တူရကီလူမျိုးတွေရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောပြသွားခြင်းအမြည်တော့ပြောလိုက်တယ်ပေါ့အခုကတော့ဒါနည်းနည်းလေးဟို deep down ပြောမယ်ပေါ့နော်ဒါပေမဲ့အဓိကတော့ကျွန်တော်ကဒီမှာပြောတယ်ဆိုတဲ့ဟာတွေရပါတော့ဟို judge လုပ်ဖို့တော့မဟုတ်ပါဘူးဒါမှားတယ်တွေမှန်တယ်တွေဒါတွေကျွန်တော်ပြောဖို့လည်းမဟုတ်ဘူးအဓိကကိုဘယ်လိုမြင်လဲဟိုကျွန်တော်တို့ကိုနေခဲ့တဲ့ဒီမှာမြင်ရတဲ့အရာတွေဒါကြောင့်ဆောက်မှာမြင်ရကြုံရတဲ့အရာတွေပုံမှာပြန်သုံးသပ်ပြီးတော့ပြောပြပေးတာပေါ့အခုနောက်လာမဲ့လူတွေဒါမှမဟုတ်လဲတူရကီအကြောင်းသိကျင်တဲ့လူတွေစိတ်ဝင်စားတဲ့လူတွေ idea လေးတစ်ခုရသွားအောင်ဒါမှမဟုတ်လဲသိကျင်တဲ့လူတွေသိသွားအောင်ပေါ့ပြောပြပေးတာပေါ့ကျွန်တော်တို့အရင်မှာပြောခဲ့တဲ့အတိုင်းကော်နီယာ topic လေးကိုဆက်လိုက်မယ်ကော်နီယာနဲ့ဒီဂါဇီယန်တပ်အိုဖာဒီယာဘခေဆိုတဲ့မြို့တွေပေါ့နော်ဒီဘက်ဟိုဒိုဦးဘက်အရှမ်းပေါ့ဟိုအရှိဘက်အရှမ်းပေါ့အရှိဘက်အရှမ်းမြို့တွေကပို့ပြီးတော့ဘာသာရေးရှိရလို့ပဲပြောရမယ်ဒီတူရကီက graph တွေထုတ်ပေးရလေသူတို့ဒီ data တွေအရဆိုရင်ကြတော့ဟိုနမတ်ဖတ်တဲ့လူဦးရေတွေပါကြီးသူတို့ထုတ်ပေးတာရှိရအဲ့လိုမျိုးဆိုရင်လည်းဒီဘက်အရှမ်းတွေကပိုများတယ်ဒီဘက်အရှမ်းတွေကပိုများတယ်တချို့ဘက် is me ဘက်အရှမ်းတွေထပ်စားလို့ရှိရင်အဲ့လိုမျိုးပေါ့ဒီနေရာမှာပေါ့နော်ဟိုတူရကီတို့ပြောလိုက်တာနဲ့တရားရောက်တူရကီတို့ကြားလိုက်တာနဲ့အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံတွေပေါ့ကျွန်တော်တို့ဟိုလေတစ်ခါကျရင်ဟာမင်းတူရကီမှာနေတယ်ဆိုတော့ဒီလိုဖြစ်မှာပေါ့ဟုတ်တယ်ဟာတူရကီနိုင်ငံဆိုတော့ဒီလိုဖြစ်မှာပေါ့ကိုယ်လည်းမလာခင်တော့အဲ့လိုပဲအဲ့လိုထင်ထားတာမျိုးလေးတွေတူရကီဆိုတာတွေးခဲ့တာဟိုဆောက်ဒီလိုမျိုးပေါ့နော်ဒီလို Islamic country ပေါ့အဲ့လိုမျိုးတွေးခဲ့ပြီးတော့လာခဲ့တာပေါ့နော်ဆိုတော့ဒီညမှာပြောရမှာတော့နည်းနည်းလေးဟိုတမျိုးဖြစ်တယ်ပေါ့ဗျာဒီ topic တွေကဒါပေမဲ့လည်းဟိုကျွန်တော်တို့ချို့လူတွေဆိုမြန်မာနိုင်ငံချို့လူဆိုတွေးတာတူရကီဆိုလို့ရှိရင်ဒီလမ်းမှာသွားလာနေတဲ့လူတွေတောင်မှမျိုးသမီးတွေဆို hijab နဲ့အဲ့လိုဘယ်လိုပြောမလဲဘူရခါနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးအများနဲ့သွားလာနေလို့ထင်ကြတာယောက်ျားလေးတွေဆိုလည်းအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲပုံမှန်ကိုတာတို့ဘာတို့ဝတ်တယ်လို့မျိုးသွားဝတ်စားပြီးတော့ဂျိုဘာတို့ဘာတို့နဲ့ပေါ့နော်လို့သွားလာနေထင်ကြတာတကယ်တော့တူရကီကဟိုနောက်တိုင်းဆန်တယ်ပြောမှာပေါ့နော်ယူရိုပနိုင်ငံတွေမှာမြင်ရတဲ့တွေ့ရတဲ့အတိုင်းပဲတော်တော်လေးပွင့်လင်းမြင်သာမှုရှိတယ်ပြီးလို့ရှိရင်တချို့လူတွေမေးတာရှိသေးတယ်ဟိုတူရကီကဟိုပလီတွေပဲရှိတာပေါ့ချက်ကြောင်းတွေမရှိဘူးလားဆိုပြီးတော့အဲ့လိုမျိုးမေးတာတွေပါရှိတယ်တကယ်တူရကီမှာချက်ကြောင်းတွေလည်းအများကြီးပဲဂါဇီယန်တပ်မှာဂါဇီယန်တပ်လိုမျိုးလည်းချက်ကြောင်းရှိတာပဲအစ္စတန်ဘူလ်မှာဆိုလည်းချက်ကြောင်းတွေရှိတာပဲကျွန်တော်ဒီဟိုဂျာထဲမှာတောက်ခဲ့တဲ့ Samsung တော့ပါလို့ဆိုတော့မြို့လေးတည်တည်လေးပဲဒါပေမဲ့ဟို church ကျောင်းတွေရှိတယ်ဟို synagogue တွေပါရှိတယ်ဆိုတော့တူရကီကဟို culture တော့တော်တော်စုံတဲ့မြို့ပါဟိုလိုအရင်ကြီးအစွန်းရောက်တဲ့ပုံစံမျိုးတွေဒါ strict ဖြစ်တဲ့နိုင်ငံထဲမှာတော့မပါဘူးဟုတ်တယ်အရင်အစွန်းရောက်တော့မဟုတ်ဒါပေမဲ့ဟိုအများစုကတော့မြင်တာတူရကီတို့ပြောလိုက်တာ ਨੇ ဟာဒါ Islamic country ဟိုအစ္စလာမ်ဘာသာဝင်တွေအများဆုံးနေထိုင်တဲ့
နိုင်ငံတွေကတခုဆိုတော့ဒီလိုပဲဟို မွတ်စလင်နိုင်ငံနိုင်ငံရဲ့ population ကိုတွက်ကြည့်မယ်ဆိုရင်လည်းသူတို့က99% မွတ်စလင်လို့ပြောထားတာ哦တကယ်တော့နေခရစ်ယာန်တွေလည်းနေနေတာတွေရှိတယ်ကျွန်တော်တို့ဂျူးတွေတော့မှနေနေတာတွေဒါတော့နိုင်ငံကြီးကတိမ့်သွင်းပြီးတော့ပဲကောက် data ကောက်လိုက်တာလားဘာလားတော့မပြောတတ်ဘူးတကယ်တော့အဲ့လောက်ထိ Muslim percentage ရှိမယ်တော့မမြင်ဘူးကျွန်တော်တို့လည်းတွေ့ခဲ့ရတာဒီမှာလည်းအများကြီးပဲလေဒီ Istanbul လိုမျိုးတွေဘာတွေမှာအစားပေါ့နော်ဟုတ်တယ်ဒါတတိကြောက်လည်းဟိုပြောရတာကဟိုဘယ်လိုဖြစ်သွားလဲဆိုတော့သူတို့တချို့တွေကမွတ်စလင်လို့ပြောတာပေါ့ဗျာဒါပေမဲ့ဟိုကျွန်တော်ဒါ judge လုပ်တာလည်းမဟုတ်ဘူးသမုတ်တာလည်းမဟုတ်ဘူးเนาะကျွန်တော်မှအဲ့လိုလုပ်ပိုင်ခွင့်လည်းမရှိပါဘူးဟိုဒါပေမဲ့အမေရိကန်သဘောမျိုးပဲရှိတာမျိုးတွေလည်းရှိတယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုးသုံးနှုံးတာလဲဆိုတော့တချို့ကပြောလိုက်တယ်ဟာငါကမွတ်စလင်တယောက်အစ္စလာမ်ဘာသာဝင်တယောက်ပေါ့ဒါပေမဲ့တကယ်အစ္စလာမ်ရဲ့အဓိကမန်တိုင်းဘာလဲပေါ့ငါးခုဘာလဲလို့မေးရင်တော့မှအဲ့ငါးခုကိုဖြောက်အောင်မပြောနိုင်တဲ့လူတွေအများကြီးရှိတယ်ဟုတ်တယ်ဟိုကျွန်တော်ပြောလိုက်ရင်အရန်ထူးဆန်းနေလိမ့်မယ်တချို့အကြောင်းအရာတွေဆိုရင်ကျွန်တော်တို့အခုဆိုပါစို့ဗျာဟိုတောက်ကြနေမှာမွတ်စလင်တိုင်းဂျမာနမတ်ဖတ်တယ်ဘုရားပြုတယ်ဆိုတော့ဒါလူတိုင်းသိတဲ့ကိစ္စဗျာလူတိုင်းသိတယ်အဲ့လိုနေရာမျိုးမှာတော့မှဟိုဖျားဝေးမပြုခင်အစ္စလာမ်ဘာသာဝင်တွေဘာလုပ်ကြလဲနမတ်မဖတ်ခင်ဘာလုပ်ကြလဲဆိုတော့အားလုံးကျွန်တော်တို့ကိုလည်းတန့်စင်တယ်ဝူဇူလုပ်တယ်ပေါ့အဲ့မှာတချို့လူတွေကိုပြောရင်တို့ဘယ်လိုပြောလဲဆိုတော့ဟာမင်းဝူဇူမလုပ်ဘူးလားပေါ့တူတူသွားတငယ်ချင်းတွေပါလေတွားမင်းဝူဇူမလုပ်ဘူးလားနမတ်ဆက်တော့မယ်ဆိုတော့ဟုတ်ငါဝူဇူမလုပ်ဘူးနောက်ဆုံးဘယ်တော့ဝူဇူလုပ်ခဲ့တချို့လမ်းမှာမေးတဲ့ဟို social media ဟိုဒီ social experiment မှာဆိုရင်ဝူဇူလုပ်ခဲ့တာမင်းဘယ်တော့နောက်ဆုံးဝူဇူလုပ်ခဲ့တာလဲလို့မင်းငါတဲ့ငါတိတ်မမိတော့ဘူးလွန်ခဲ့တဲ့တစ်လလောက်ကဖြစ်မယ်ထင်တယ်ဟိုဒီလိုမျိုးတွေအထိပြောတာမျိုးတွေရှိအောင်ကျွန်တော်ဒီကိစ္စတစ်ခုတော့ဆွဲထုတ်ပြီး highlight လုပ်ပြီးပြောတာတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးအထိပြောတာမျိုးတွေရှိနေတယ်ဟုတ်တယ်ဟိုတချို့တွေရှင်းရှင်းပြောရင်နမတ်မဖတ်တတ်တဲ့လူတော့အများကြီးပဲဒီမှာအများကြီးပဲအမြင်အားဖြင့်ပေါ့နော်မွတ်စလင်အစ္စလာမ်နိုင်ငံပေါ့ဗျာဟိုအစ္စလာမ်ဘာသာဝင်အများဆုံးနေတဲ့နိုင်ငံပေါ့ဒါပေမဲ့ဟိုခြုံပြီးပြောဖို့တော့ခက်တယ်ဒီမှာအမြင်အားဖြင့်ပြောလို့မရဘူးဗျာဒါဒီလိုတယောက်ကတော့ဟိုပေါ်ဝါဝစ်ထားတယ်ဒီလိုနေတယ်မိုးစိတ်ထားတယ်လို့ပေါ့ဒါကျွန်တော်တို့ပုံမှန်လူတယောက်ကိုမြင်တာနဲ့ဟာဒီကတော့မိုးစိတ်ရှိရဗျာရုပ်ရည်အသွင်ပြင်လက္ခဏာကိုကြည့်ပြီးတော့ကျွန်တော်တန်းပြီးကောက်ချက်ချလိုက်တယ်ဟုတ်တယ်တကယ်တော့အဲ့ဒါကမှားနေတယ်မပြည့်စုံဘူးဗျာဒီဟာဟိုဒီမှာကဘယ်လိုဖြစ်ဆိုတချို့ကျွန်တော်ကိုတွေးပေါ့နော်ဘယ်လိုတော့ကြုံမှုလဲဆိုတော့ပေါ်ဝါတော့သူဆောင်းထားတယ်ဗျာပေါ်ဝါဆောင်းထားတယ်လုံးလုံးကျွန်တော်ဝတ်ထားတယ်ဒါပေမဲ့ဟိုလက်တစ်ဖက်လုံးတတူးပြည့်ထိုးတာဟုတ်တယ်အဲ့လိုမျိုးဒီအထီးကျွန်တော်မြင်မှုတယ်ပေါ့နော်ဟိုဒါကသူ့ရဲ့ဟိုခံယူချက်သူ့ရဲ့ဟိုဘယ်လိုရှိလဲတော့ဒါနှလုံးသားထဲမှာဘယ်လိုရှိတယ်တော့ဒါသူပဲသိမှာပေါ့နော်ကျွန်တော်ဒါ judge လို့တော့မြင်မှုတာပြောပြအမြင်မျိုးမှာကျွန်တော်တို့ပြောတာဒါအရန်ထူးဆန်းနေတယ်ဗျာဟာဒီလိုလူကြောက်ကဒီလိုမဖြစ်ရဘူးဆက်လက်တော့တာလေနီကာနဲ့ဟုတ်တယ်ပေါ်ဟာဆောင်းတိုင်းမုတ်စိတ်ထားတိုင်းဟိုဒီလိုမျိုးပုံပြင်မအဖြစ်ကြည့်လို့ဒီပုံစံတော့ဒီလူကြောက်ကဘာသာရှိမှတို့ထင်တိုင်းဒီမှာနမတ်မဖတ်တဲ့လူအများကြီးပဲဟိုကမဆောင်မဲနဲ့ဟိုကမဆောင်တဲ့လူတွေအများကြီးပဲဒါပေမဲ့နမတ်ဆင်ရောက်တာနဲ့ပလီဝင်ပြီးတော့နမတ်ဖတ်တဲ့လူတွေရှိတယ်ကျွန်တော်ဒီကဟိုကျွန်တော်တို့ရဲ့ဒီအခုပြောနေတဲ့ topic ကလည်းဒီ religion နဲ့ပတ်သက်တဲ့တူရကီမှာရှိတဲ့ဟာကိုပြောပြတာတချို့ကြတော့လေဟိုကျွန်တော်တို့ရဲ့ဒီကြီးစုနေတဲ့လူတွေထဲမှာလည်းအစ္စလာမ်ဘာသာဝင်တွေလည်းရှိတယ်လို့တခြားသောဘာသာဝင်တွေလည်းရှိတယ်သူတို့အများစုမြင်တဲ့ပုံစံတူရကီကိုဒီလိုမျိုးပုံစံမြင်လာတယ်ကျွန်တော်တို့ကကြတော့ဒီမှာနေပြီးတော့ဒီလိုပုံစံလည်းမဟုတ်ပါဘူးဆိုတာလေးကိုဘယ်လိုပြောလဲပြောပြခြင်းကျွန်တော်တို့လည်းတွေးခဲ့ရတယ်ဂျုံခဲ့ရတယ်ဒါလေးကိုပြောပြခြင်းလားဗောနော်အဲ့လိုမျိုးကျွန်တော်တို့ပုံမှန်လင်းအယိုးသားဆုံးကိုမြင်တဲ့ပုံစံကိုပြောပြတာဗောနော်ဟိုဒီမှာကတချို့တွေကဒါလုံးဝမသိတာဗျာသိတာတစ်ဖက်ကပြန်ချင်းတယ်ဗျာဟိုစိတ်မကောင်းစရာလည်းကောင်းတယ်တစ်ဖက်ကနေဒါကိုမှလိုအပ်ချက်ရှိနေတယ်လို့လည်းမြင်ရရှိတယ်တကယ်တော့ဒါပေမဲ့ဟိုတချို့အရာလည်းကိုမတတ်နိုင်တဲ့အနေအထားမျိုးတွေလည်းရှိတယ်မြင်ရတွေ့ရတော့စိတ်မကောင်းပါဟာဒီလိုတယောက်ဒီလိုဖြစ်နေသူလမ်းမှန်ရောက်ဖို့ဟိုကို့အမြင်ပါဗျာလမ်းမှန်ရောက်ဖို့သူ့အတွက်စတောင်းပေးရုံမှာပါတခြားမရှိဘူးပေါ့အဲ့လိုအခြေအနေမျိုးတွေကြုံတာရှိတယ်ဒါပေမဲ့မြင်တဲ့အမြင်ကကျွန်တော်တို့ပြည်ပနိုင်ငံလူတွေကဒီလိုမြင်လိုက်တာပေါ့ဒါပေမဲ့တကယ်ဒါတခြားနိုင်ငံတွေမှာလည်းရှိပါပါဟိုဘာသာရေးအရန်ဟွာဖြစ်ပါတယ်ဆိုတော့အစ္စလာမစ်နိုင်ငံတွေမှာလည်းဒီမျိုးအခြေအနေတွေရှိနေတယ်ဒါပေမဲ့တူရကီမှာကျွန်တော်တို့ကနေတဲ့လူတွေဒါကျွန်တော်တို့ဒီနေတဲ့ကာလတစ်လျှောက်လုံးမှာမြင်ခဲ့တွေ့ခဲ့တာတွေကဒီပုံစံမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဟိုတော်တော်လေးဟိုဘယ်လိုပြောမလဲစိတ်မကောင်းဘူးဗျာပုံဝင်လည်းပြောရမယ်ဆိုတော့ကျွန်တော်မြင်တဲ့ gap လေးတစ်ခုပေါ့နော်အဲ့မှာဘာတစ်ခုသတိထားမိလဲဆိုတော့တူရကီနိုင်ငံမှာကဟိုဘာသာရေးပညာလို့ကျွန်တော်သုံးနှုန်းလိုက်မယ်ပေါ့နော်တကယ်တော့ဟိုကျွန်တော်အများစုပြောသလိုဟာဒါဘာသာရေးပညာကိုခေတ်ပညာနဲ့ဟိုသာသနာပညာဒီလိုမျိုးပညာမှာတော့ကောင်းတဲ့ပညာနဲ့ဆိုးတဲ့ပညာပဲရှိတယ်ဗျာဒါကောင်းတဲ့ပညာရဲ့ထဲမှာပါတယ်ဆိုတော့အဲ့ထဲမှာ
ဒါပေမဲ့တူရကီမှာကဘာသာရေးနဲ့ပတ်သက်တဲ့တင်နန်းနေကျောင်းနေဒါကျွန်တော်မြန်မာပြည်နဲ့ပြောမယ်ဆိုမတ်ဒရဆာပေါ့ကလေးတွေကိုဒီဟာတွေလေးလာတင်ယူစီးပူရမယ်ကလေးဘက်ကလေးလာတင်ယူစီးပူရမယ်နေရာတွေမရှိတဲ့လောက်ဖြစ်နေဟုတ်တယ်မြန်မာနိုင်ငံမှာတော့မှဒီအာရဗီကျောင်းပေါ့နော်ပွင့်လင်းပြောရရင်အစ္စလာမ်လူမျိုးတွေဆိုသိပါလိမ့်မယ်အာရဗီကျောင်းတွေကမြန်မာနိုင်ငံမှာပိုများတယ်နော်အများများတယ်ပြောရတယ်ပိုများတယ်ဒီဒါကရှင်းရှင်းပြောရရင်ဗျငယ်တော့မှပိုအရေးကြီးတယ်မြန်မာလူမျိုးတွေမြန်မာလူမျိုးစားတွေမြန်မာမွတ်စလင်တွေပေါ့နော်မြန်မာမွတ်စလင်တွေကပို့ပြီးတော့အားပေးတယ်လို့ပဲပေါ့နော်ဒီကလေးတွေကိုငယ်ရွယ်မှာကုရ်အာန်ဖတ်တတ်သွားဖို့နမတ်ဖတ်တတ်ဖို့ကိုပို့ပြီးတော့အားပေးပြီးတင်တယ်လို့ပဲတူရကီလူမျိုးတွေမှာကြတော့ဒါမျိုး push ပြီးတော့တင်တာအတိုင်းဝိုင်းတစ်ခုလောက်ပဲဟုတ်တယ်အတိုင်းဝိုင်းတစ်ခုလောက်ပဲနောက်ဆုံးပြအခုတကယ်တမ်းပြောပြဒါအစ္စလာမ်ဘာသာဝင်တယောက်ဆိုတာကိုယ်တော့ချပြီးရတဲ့ကျမ်းပြအနည်းဆုံးတော့ဒါဖတ်တတ်ရမယ်အနည်းဆုံးဖတ်တတ်ရမယ်အဲ့ဒီချက်တက်ဆင့်မှာဒါကျွန်တော်တို့နားလည်ဖို့ကြိုးစားမယ်ကျင့်သုံးရမယ်ဒါတွေပေါ့အရင်ဆုံးတော့ကလေးတွေကတော့ဘာနားလည်အောင်ပါဗျသူတို့ကတော့ဒါအရင်ဆုံးဖတ်ဖို့အတွက်ကိုပဲလုပ်ရမှာဒါပေမဲ့တူရကီမှာအဲ့လိုတွေကအရင်ရှားလွန်အားကြီးတယ်ဗျရှားတယ်ပဲပြောရမှာပဲမြင်တိတ်တောင်အဲ့လိုဘယ်လိုပြောမလဲမြင်နေတွေ့နေရတာမဟုတ်ဘူးဗျနေရတော့အကုန်လုံးကတော့ပလီတွေလမ်းတိုင်းမှာရှိတယ်ဗျဒါပေမဲ့အရင်နေနေတယ်ကုရ်အာန်ဒီခုဆူပေါ့သူတို့ကုရ်အာန်ကော့စ်တွေကdaily တဲ့တူကသူတို့ရဲ့ lifestyle နဲ့မပါလာဘူးတရားတွေကရှိတဲ့ရက်ကွက်ရှိတယ်မရှိတဲ့ရက်ကွက်မရှိဘူးဟိုမှာအခုငါအစ္စတန်ဘူမှာနေနေတဲ့ရက်ကွက်ဆိုလို့ရှိရင်ဘိုင်ရန်ပါရှာပေါ့မြင်ရတွေ့ရတာတော့တော်တော်လေးဘာသာရေးရှိရပြောရမယ်အဲ့ရက်ကွက်မှာဘယ်လိုပြောမလဲဒီလောက်တူရကီမှာနေပြီးခါမှာပေါ့နော်ထူးထူးဆန်းဆန်းတွေ့ရတာဘယ်လိုမျိုးလဲထူးထူးဆန်းဆန်းလို့အောင်ပြောနေရတယ်ပြောသိလားအမှအဲ့ပလီမှာပေါ့နော်အိမ်နာပလီဟိုအိမ်နဲ့2မိနစ်လောက်ပဲ2မိနစ်3မိနစ်လောက်လမ်းရှောင်းရောက်တဲ့ပလီမှာသူကကုရ်အာန်ကို့စ်ရှိတယ်ကုရ်အာန်ကို့စ်ကအမြဲ run နေအကြောင်းပိတ်ရက်မှ run တာမဟုတ်ပုံမှန်ဒီကလေးတွေအကြောင်းပိတ်တဲ့အချိန်တွေကဒီမှာ run ကြတာများတယ်ဟိုအမြဲတမ်းရှိရဲ့အမြဲတမ်းရှိတဲ့အပြင်ကိုသူကပုံမှန်နမတ်ချိန်ပေါ့နော်ပုံမှန်နမတ်ချိန်ဒီဟိုမဂရစ်အရှာအဆာမဂရစ်အရှာပေါ့အဆာမဂရစ်အရှာမှာပလီမှာအနည်းဆုံး9လိုင်း10လိုင်းရှိတယ်ဒါတူရကီမှာတွေ့ရခဲ့တယ်တွေ့ရခဲ့ပြောနေတဲ့ဟာတွေတကယ်မြန်မာပြည်ကလူတွေနားထောင်မယ်ဆိုရင်ဟာသားလို့ပဲအလောက်တောင်မှလာဆိုပြီးတော့ထူးဆန်းနေဆိုလို့ပြောလို့ခေါင်းထဲပေါ်လာတခုပြောကြပါအောင်ဟိုဘယ်လိုပြောမလဲကျွန်တော်တို့အခုနကုရ်အာန်နဲ့ပတ်သက်ပြီးပြောရတာပေါ့နော်ကျွန်တော်တို့တာမန်မွတ်စလင်ဆိုလို့ရှိရင်မြန်မာနိုင်ငံကလာတဲ့လူတွေဆိုရင်ကုရ်အာန်ကိုကောင်းကောင်းဖတ်တတ်တဲ့သဘောဒါတော့အချမ်းမြင့်ပြောပြတာပေါ့အဲ့လိုမျိုးရှိတယ်ဆိုတော့ဒီဘက်ရောက်လာတဲ့အခါမှာလည်းအဲ့လိုမျိုးပေါ့နော်ဒီအတိုင်းဝိုင်းကြားထဲမှာဒီတူရကီလူမျိုးတွေရဲ့အတိုင်းဝိုင်းကြားထဲမှာကျွန်တော်တို့ကဒါမျိုးဒါကျွန်တော်တို့ကဘာမှဘယ်လိုပြောမလဲအရင်အထူးဆန်းမျိုးမဟုတ်ဘူးဒါကိုသူတို့ကမြင်ပြီးဟာနင်တို့ကဒါမျိုးကိုဖတ်တတ်တာပါလားနောက်ဆုံးတစ်ခုဆိုရင်အစိုးဆုံးဆိုရင်ဖျားဝတ်ပြုတယ်ဒါကကျွန်တော်တို့ဒီအစ္စလာမ်မှာချမှတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေတွေအရာကိုကတောင်းဝန်ရဟိုကဒီနမတ်ပေါ့နော်ဖျားဝတ်ပြုတာ9ချိန်ဝတ်ပြုရမယ်လို့ပြောတာနင်တို့က9ချိန်လုံးမှန်ပါလားဆိုတော့ဒါဘယ်လိုပြောမလဲမေးရမယ့်အမျိုးသားတွေလည်းမဟုတ်ဘူးပေါ့နော်ဒါထူးထူးဆန်းဆန်းဆိုလို့ဒါကကျွန်တော်ကပြောပြတာပါကျွန်တော်တို့အနေနဲ့ဟာဒါထူးဆန်းတယ်ပေါ့အဲ့လိုမျိုးသဘောမျိုးတွေကအစဟိုတစ်ခါတစ်ခါကြုံတော့မို့လို့ပြောပြတာမျိုးမဟုတ်ဘူးအမြဲတမ်းဖြစ်နေတဲ့အပေါ်မှာမြန်မာနိုင်ငံလူတွေအမြင်နဲ့ကျွန်တော်တို့ကအဲ့လိုမျိုးဒီလိုရှိပါတယ်ဆိုတော့ကျွန်တော်ပြောပြတာပေါ့လေဒီလိုမျိုးသဘောပါတကယ်အမြဲတမ်းကိုကြုံရတဲ့အရာပဲဒါပေမဲ့အဲ့လိုမျိုးပြောလိုက်လို့ဟိုအများစုကအဲ့လိုမျိုးလားဆိုလည်းမဟုတ်ပြန်ဘူးဘယ်လိုပြောမလဲတဝက်စီလို့ပြောရမှာပဲနော်လေးလာလိုက်စားတဲ့လူကြတော့လေတအားကိုလေးလာလိုက်စားတယ်တော်တော်အဲ့လိုတကယ်အဲ့လိုတူရကီလိုမျိုးတကယ်ချင်းလည်းရှိတယ်ဟိုဒါနမတ်ကို9ချိန်ပုံမှန်ဖတ်ပြီးတော့ဗောနော်ပုံမှန်ဟိုလုံးတင်လုံးထိုက်တဲ့အစ္စလာမ်နီလိုက်ရလုံးတင်လုံးထိုက်တဲ့အရာတွေအားလုံးလိုက်လုပ်တဲ့လူတွေဗောအဲ့လိုပုံစံမျိုးတွေလည်းရှိတယ်ဆိုတော့ဟိုဒါပေမဲ့ကိုရီးယားသိရမလားမလာခင်တော့တွေးခဲ့တာတွေးပြီးဆိုတော့ Islamic နိုင်ငံဆိုပြီးတော့တွေးပြီးလာခဲ့တာအဲ့တော့ကလည်းအရင်နဲ့စောသေးတာဟိုဘယ်လိုပြောမလဲအင်တာနက်မှာရှားကောင်မှမသိသေးတဲ့အရွယ်ပေါ့နော်2015 16ပြောရင်တော့တော်တော်များပါတယ်တချို့ဟာတွေကြတော့လဲဟိုပြောရမှာတော့ပြောမကောင်းဘူးဖြစ်တယ်အဲ့လိုကိစ္စမျိုးတွေအထိကြုံရတာမျိုးတွေရှိရပါတော့ဟိုတကယ်တော့ကျွန်တော်မြင်တဲ့ gap လေးတစ်ခုပေါ့ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတာကိုထပ်ပြီးတော့တဆင်စဉ်းစားကြည့်တဲ့အခါမှာတော့ကျွန်တော်ထင်တာတော့ဒီဟာတွေပေါ့သာသနာနဲ့ပတ်သက်တဲ့ပညာရက်တွေကိုငယ်လေးချာကိုထဲရတွန်းအားပေးပြီးတော့လောက်တာမျိုးတွေပြီးတော့ဒါတွေကဗျာပြောရင်တော့မိဘတွေကိုနိုင်လေကိုသားသမီးကိုဒီလိုမျိုးကျွန်တော်တခုဒါပြောပြလိုက်မှာနော်မြင်တာပေါ့တချို့တွေက for example
တူရကီမှာအကြောင်းပိတ်တဲ့နွေရာသီမှာကိုရန်တင်နန်းတက်တယ်ဟုတ်တယ်ဒါမျိုးတွေပေါ့နော်အဲ့တစ်ချိန်မှပဲတက်ရတဲ့ဟာတင်နန်းမျိုးလို့တောင်မှသူခံယူလိုက်အဲ့လိုဖြစ်ကုန်တယ်ဟိုတချို့ကိစ္စတွေမှာဆိုရင်ဟိုအကြောင်းရဲ့ activity ဆိုရင်ဟာတွားကြတယ်လာကြတယ်ဟိုအချိန်ပေးတယ်မိဘတွေကသိလားဒါပေမဲ့ဟိုသာသနာပညာကလည်းဒါကခုအတွက်တန်ဖိုးရှိတယ်လေဗျာဒီပညာလည်းလိုအပ်တယ်ဒါကျွန်တော်သာသနာပညာခေတ်ပညာဒီစကားလုံးကျွန်တော်သုံးပြီးတော့မှလည်းခွဲပြီးမပြောချင်ပါဘူးဒါပေမဲ့ဒီမှာကျတော့အရင်တစ်ဖက်ဆောင်နေများဖြစ်နေသလားပေါ့ဟုတ်တယ်ကျွန်တော်တို့လာခဲ့တဲ့နေရာနေကျွန်တော်တို့မြင်တာပေါ့နော်ဒါကိုရီလည်းငယ်ဘဝတော့မှဟိုမြန်မာကျောင်းလေးကျွန်တော်တက်ခဲ့တယ်ညနေပိုင်းဆိုကျွန်တော်တို့သာသနာပညာရပ်တွေတွားပြီးတော့လေ့လာစီပူရတယ်အဲ့ဒီအချိန်ကအစပြိုးတာပဲလေဆိုတော့အဲ့ဒီအချိန်မှာတင်ပြီးဒါကလူတိုင်းတော့မဟုတ်ဘူးနော်ငယ်ဘဝမှာမတင်ခဲ့တဲ့လူတိုင်းကြီးတာတော့ဒီလိုဖြစ်မယ်လို့ပြောရတော့မဟုတ်ဘူးဒါပေမဲ့ငယ်ဘဝမှာတင်ခဲ့ရတဲ့အတွက်အခြေခံပါလာတယ်ဗျာအဲ့ဒီကနေမှတဆင့်ဟိုကိုကဆက်ပြီးတော့လေ့လာသွားလို့ရတယ်လေ့လာခြင်းရင်တော့ကို့မှာအခြေခံရှိပြီးသားအခြေခံရှိပြီးသားဖြစ်တဲ့ပုံမှာဒီမှာကျတော့အဲ့ဒီနေရာမှာလုံးဝတော်တော်လက်ဖြစ်နေတယ်လို့မြင်ရတယ်မိဘတွေကိုလည်းကျေးဇူးများတင်ပါတယ်ဟုတ်တယ်ဒါတကယ်ပြောမယ်ဆိုတော့ကျွန်တော်တို့မိဘအတိုင်းဝိုင်းတွေကိုဟောဖြစ်မှာကိုကဒါကိုအတွက် meaningful ဖြစ်တယ်လေဗျာကိုသာသနာကိုဘာသာကိုသိရမှာပေါ့ဒါဟုတ်တယ်ဟိုဘယ်ဘာသာဝင်မဆိုလေကျွန်တော်တို့အစ္စလာမ်ကလည်းအစ္စလာမ်လို့ပြောမဟုတ်မတူတဲ့ဟိုနိုင်ငံ culture shock ထမှာဒါလည်းပါတယ်လို့culture shock လို့ပြောမှာပေါ့အဲ့လိုသူတို့နဲ့ထိတွေ့ဆက်ဆံပြီးမှကိုတိလာတဲ့အမြင်ပေါ့နော်သူတို့အရင်တော့ကဘယ်လိုပြောမလဲဒါဟိုတူရကီမလာဘူးတဲ့လူတခြားနိုင်ငံတွေပါတိတ်မသွားဘူးတဲ့လူကြတော့ဒါကြီးကိုမြင်မှာမဟုတ်ဘူးအဲ့လိုမျိုးဒီနေရာမှာတခုပြောရမယ်ဆိုရင်ဟိုးအရင်ခေတ်အထိပြန်သွားလိုက်ရင်ပေါ့နော်ဒီ Republic of Turkey မတိုင်ခင်ပေါ့ Ottoman Empire လက်ထက်တော့ကိုကျွန်တော်တော့နည်းနည်း history တက်ပြီးပြောလိုက်တော့အဲ့လောက်အချိန်ကတော့ပြန်သွားလိုက်မယ်ဆိုရင်ဒီအရာတွေမှာအရင်ကထုံးပေါက်ခဲ့တဲ့နေရာတွေလို့ပြောလို့ရတယ်တခြားနေရာဒေသလူတွေကဒီမှာလာပြီးပညာစီးပူပါတယ်ဟုတ်တယ်ပြီးတော့ကျွန်တော်တို့အရင် share ခဲ့တဲ့ vlog တွေထဲမှာလည်းတွေ့မှာပဲလीကျွန်တော်ရှင်းပြထားရည်လေးရှိတယ်တူရကီမှာဒီပလီတွေသွားတဲ့ခါကျရင်ဟိုးအရင်စောက်ခဲ့တဲ့ပလီတွေဒါအခုနာမည်ကြီးဆိုဒါအမတ်တို့ဆူလီမန်နီရဲ့ပလီတို့ပါတော့ဒီလိုပလီတွေမှာဆိုရင်တို့ပလီစောက်တဲ့အခါမှာတစ်ဖက်ကနေလေလူတွေဖျားဝတ်ပြုဖို့နမတ်ဖတ်ဖို့တော့ကိုစောက်ကြတယ်နောက်တခြားတစ်ဖက်ကနေလေဒီမဒရဆာတွေပါတယ်ခလေးတွေစာတင်ကြောင်းနေဟိုနောက်ပြီးတော့ဧည့်သည်တွေရဝေးရလာတဲ့လူတွေအနားယူဖို့အတွက်နားနေဆောင်နေပါတယ်ဟိုမရှိစင်သားတွေကိုကျွေးမွေးဖို့အတွက်ကျွေးမွေးတဲ့အဆောင်တွေပါတယ်စေကုသဖို့အတွက်စေကုသဆောင်တွေစာကြည့်တိုက်တွေလည်းပါတယ်စာကြည့်တိုက်တွေပါတယ်အများကြီးဒါတွေကတော့သူတို့ထည့်သွင်းတည်ဆောက်တာကွာအများကြီးသူတို့ဟိုစဉ်းစားပြီးတော့ယေရှုတွေးပြီးသူတို့လုပ်ခဲ့တာဗျာဒါပေမဲ့ခေတ်ကာလပြောင်းလာပြီးတော့အဲ့လိုဖြစ်ခဲ့တဲ့အခြေအနေမျိုးကြီးကနေဒီနေ့ဒီလိုထိဖြစ်သွားတယ်ဆိုတဲ့အခါမှာဟိုပြန်ပြီးစဉ်းစားပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့အများကြီးဟိုကွာဟာပါတယ်လိုအပ်ချက်တွေအများကြီးရှိတာတွေဒါကျွန်တော်တို့ရဲ့အမြင်တည်တံပေါ့နော်အဲ့ဒါတော့ဒါကျွန်တော်ပြောတာပေါ့နော်အဲ့ဒီကျွန်တော်အရင်ဒီတမိုင်းရောက်နေပတ်သက်ပြီးဖတ်ခဲ့တော့ဟောဒီလောက်တောင်ဖြစ်ခဲ့တဲ့နိုင်ငံတစ်ခုပေါ့ဒီလောက်တောင်ဖြစ်ခဲ့တဲ့ဒေသတစ်ခုပေါ့ဒီနေ့ကျတော့ဒီလိုပြန်ဖြစ်သွားပါလားပေါ့ဆိုတော့ကျွန်တော်ဟိုကိုမြင်တဲ့အမြင်လေးရယ်နောက်ပြီးဒီမှာရှိတဲ့ဟာလေးတွေကိုပုံမှန်လေးနဲ့ကျွန်တော်ပြောရတာပေါ့နော်ဟိုထူးထူးဆန်းဆန်းအနေနဲ့ပေါ့နော်အခုအရှိမလဲအခုလိုမျိုးဒီတူရကီမှာကျွန်တော်တို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ထူးထူးဆန်းဆန်းမြင်ရတဲ့အရာလေးတွေပေါ့ကျွန်တော်တို့က normal ဆိုပေမဲ့ဒီမှာရောက်တော့မှထူးထူးဆန်းဆန်းဖြစ်တဲ့အရာတွေလည်းပြောပြီးွားပြီပေါ့နော်အခုထပ်ပြီးတော့နောက်တစ်ခုခေါင်းထဲပေါ်လာလို့ပြောတာပါဟိုကျွန်တော်တို့မှာကဖះဝတ်ပြုလို့ရှိရင်ဖះကြောင့်ပေါ့ပလီသွားပြီးတော့နမတ်ဖတ်ကြတယ်ဖះဝတ်ပြုကြတယ်တနေ့9ချိန်ပေါ့အဲ့လိုမျိုးတွေရှိရယ်အဲ့မှာဟိုတောက်ကြနေရတော့ကျွန်တော်တို့ရဲ့နေတူနေမြတ်အနေနဲ့သွားကြတယ်မြန်မာနိုင်ငံအနေနဲ့ဒီတူရကီအနေနဲ့ပြန်ပြီးရှင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ရက်ကွက်လေးတွေထဲမှာအစားပေါ့နော်ဟိုဘယ်မွတ်စလင်အမျိုးသားပဲဖြစ်ဖြစ်လူကြီးလူငယ်ကလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနေဆိုင်နေပိတ်ပြီးအဲ့လိုမျိုးနေမျိုးပေါ့နော်တခြားသွားပြီးမှပြန်လာပြန်ခွင့်အမှန်ပဲတခြားဟိုအချိန်တွေတော့မပြောဘူးပေါ့လေတောက်ကြနေလို့နေမျိုးမှာတော့မှတကူတကတကယ်ကိုအလေးထားပြီးသွားကြတယ်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ရောက်ပြီးနောက်ပိုင်းမှာကျွန်တော်ဘယ်လိုပြောလဲတွေ့လာလဲအကုန်လုံးလည်းသိကြပါတယ်တွေ့ကြမြင်ကြကျွန်တော်တို့တွေအထက်မှာဖျားဝတ်ပြုတယ်ဆိုရင်တော့မှပဲအပြင်မှာလူငယ်တွေရောလူကြီးတွေရောသွားလာတဲ့စားတောက်ဆိုင်တွေမှာလည်းဒီတိုင်းပဲထိုင်နေရောမယ်စားတောက်ဆိုင်ပဲအမှန်ပဲဒီလူတွေကိုကဟိုတခြားဘာသာဝင်လို့လည်းဘယ်လိုပြောလဲကောက်ချက်ချပြီးသွားပြောလို့လည်းမရတယ်လို့ဘယ်လိုပြောအဲ့လိုမျိုးဖြစ်နေတာပေါ့လေဒါကတော့ကျွန်တော်တွေ့ရတဲ့အရာလေးတစ်ခုကိုကျွန်တော်ပြောပြတာထပ်ပြင်းပြောရမလားကိုယ်ကပြီးနေတဲ့အချိန်လိုမျိုးမှာတော့
ကားကိုတရှင်းကျဲကြီးဖွင့်ပြီးတော့ပလီရှန်ဖြတ်မောင်းသွားတာမျိုးကြုံမှုတယ်ကွာသိလားတော်တော်ဘယ်လိုပြောမလဲစိတ်မကောင်းစရာပဲဒါကတော့ဟိုဒါကတော့ဒီတူရကီကိုဘယ်လိုပြောမလဲဘာသာရေးနဲ့ပတ်သက်ပြီးတော့အမြင်ကိုကျွန်တော်တို့ကကျွန်တော်တော့ဒါကျွန်တော်ရဲ့ personal အမြင်ပဲကျွန်တော်ကတော့အဲ့လိုမြင်တာပဲကျွန်တော်အဲ့လိုမျိုးမြင်ရတယ်တကယ်တော့စိတ်မကောင်းဟိုအခုနလည်းဒီဖျားဝတ်ပြုတဲ့အကြောင်းပြောသွားသလိုတစ်ဆက်ပြောရမယ်ဆိုရင်ဒီကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေမှာဆိုလို့ရှိရင်အလေးမြတ်ထားတဲ့လတစ်ခုရှိတယ်ဒါကတော့ရမ်ဇန်လပေါ့နော်အဲ့လိုလမျိုးတွေမှာတော့မှဒါကဒီမွတ်စလင်တဲမှာပေါ့နော်အမျိုးသားတွေအတွက်ဟိုမဖြစ်မနေဥပုံဆောင်ရမယ်ဆိုပြီးဒါကတော့ကျွန်တော်တို့ဘာသာရေးမှာပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့လိုအခြေအနေမှာတော့မှပဲကြောင်းမှာပဲဖြစ်စီအလုံးမှာပဲဖြစ်စီအပြင်မှာပဲဖြစ်စီကျွန်တော်တို့တွေကဥပုံဆောင်တဲ့အချိန်မှာတော့မှသူတို့တော့မွတ်စလင်လို့သတ်မှတ်ထားတယ်ပေါ့လေအဲ့လိုလူမျိုးတွေကဘယ်လိုပြောမလဲသူတို့ကဘာမှမဟုတ်တလို့မျိုးပေါ့သိရမလားအဲ့လိုမျိုး normalize ဖြစ်နေတယ်အဲ့လိုမျိုးကြီးသတ်မှတ်တာကြီးအများစုကိုတွေ့ရတယ်ပုံမှန်ဆိုရင်တော့ဒါကတော့ထားပါတော့သူမှအကြောင်းပြချက်အမျိုးမျိုးရှိကောင်းရှိနိုင်တယ်လို့တခြားကိစ္စလည်းရှိမယ်ပေါ့လေတူရကီစလာတော့ကတွေးခဲ့တာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီရမ်ဇန်လရောက်လာပြီဆိုရင်ရမ်ဇန်လို့ပဲတုံးလိုက်ပါဘာလို့ဆိုမြန်မာနိုင်ငံမှာအခုနောက်ပိုင်းဒီရမ်ဇန်မုံစည်းတန်းဥပုလမုံစည်းတန်းဆိုပြီးတော့မုံစည်းတန်းလည်းသိနေကြစားလာတော့အားလုံးဒီ food vlog တွေကြည့်ရင်လည်းသိနေကြပါပြီအဲ့တော့ဟိုလာရောက်လာတော့ကိုထင်တာပေါ့နော်တူရကီမှာဒါစားတော့ဆိုင်တွေအကုန်လုံးညနေ4နိုင်5နိုင်လောက်မှဖွင့်မယ်ထင်တာပေါ့တကယ်တော့လေပုံမှန်နေ့တစ်နေ့လိုပဲအားလုံးစားတော့ဆိုင်တွေလည်းဖွင့်ကော်ဖီဆိုင်တွေလည်းဖွင့်ပြီးတော့သွားလာလို့ကြာစားတော့ဆိုင်တွေမှာလည်းလူတွေကအပြည့်ဟိုထူးဆန်းတာပေါ့နော်ပထမဦးဆုံးဒါတွေ့ကြုံကတူရကီမှာပထမဆုံးတွေ့ကြုံခဲ့ရမ်ဇန်လအတွက်ကတော့အရင်ထူးဆန်းခဲ့တယ်အရင်ထူးဆန်းခဲ့တယ်ဟိုတစ်ဖက်သက်ကြီးကျွန်တော်တို့ပြောတာတော့မဟုတ်ပါဘူးတချို့ကြောင့်လည်းသူကျမ်းမာရင်အနေထားတွေဘာတွေကြောင့်ဥပုံမဆောင်နိုင်တာမျိုးတွေရှိတယ်ဒါပေမဲ့ဟိုကိုအနီးကပ်ပေါင်းတင်တဲ့လူတွေမှာတော့လူငယ်ပဲဗျဘာမှလည်းဟိုယောဂဘာညာဖြစ်လို့လည်းမဟုတ်ဘူးဒီတိုင်းကိုပဲပုံမှန်လိုကြီးဖြစ်နေတာမဆောင်တာပေါ့ဥပုမဆောင်ဘူးဒီတိုင်းပဲနေလိုက်တယ်ပုံမှန်ပဲအဲ့လိုမျိုးတွေဒါပေမဲ့လည်းသူတို့ကသူတို့ရဲ့ iftar ဆိုတာလည်း culture လိုပဲသိလားဟိုဘယ်လိုပြောမလဲ iftar သွားကြရအောင်ဆိုပြီးတော့ပုံမှန်လမ်းရှိပါစားတဲ့လူတွေပါရလည်းသွားကြတာပဲကွာသိလား culture လိုကြီးဖြစ်နေဘယ်လိုမျိုးကြီးလဲတော့မပြောတတ်ဘူးကျွန်တော်ရဲ့အမြင်ပေါ့နော်ဟိုတခြားနိုင်ငံအနေနဲ့ဆိုရင်တော့မပြောပါဘူးဆိုတော့တခြားနိုင်ငံမှာကျတော့လေဘယ်လိုပြောမလဲဒီသူတို့ဘာသာဝင်တွေကလည်းအမျိုးမျိုးရှိကြတယ်လေအဲ့လိုမျိုး percentage ကလည်းဟို balance မညီဘူးပေါ့ဒီတူရကီလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့အားလုံးသိတာအားလုံးကကိုအခုနကိုရခိုင်နှုံးပေါ့အဲ့လိုမျိုးပြောသလိုဖြစ်နေတဲ့အပေါ်မှာဒါကကျွန်တော်တို့ဟိုတမင်တက်တက်ကိုပြောနေရသလိုဖြစ်နေတာပေါ့လေကျွန်တော်တို့မျိုးလုံးနဲ့မြင်အားလုံးကဒါတူရကီနိုင်ငံကမွတ်စလင်နိုင်ငံပေါ့အဲ့လိုမျိုးဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ဒါကြီးကိုကျွန်တော်တို့ထုတ်ပြီးတော့ဒါကျွန်တော်တို့မှမဟုတ်ပါဘူးတူရကီကိုလုံးဝဟိုမတိပဲနဲ့ပေါ့နော်စကြားဘူးတဲ့လူတယောက်နည်းနည်းကြားဘူးတာပေါ့နော်သတင်းတွေပါတွေမှာတိလာတဲ့လူတော်မှဒီလိုပဲမြင်တာပဲလေတူရကီကမွတ်စလင်နိုင်ငံဆိုပြီးတော့ပဲတိလာတာဟုတ်အားလုံးကဆိုတော့ဒီ topic လေးကလည်းတော်တော်လေးကိုဒီဖြစ်တယ်နောက်တစ်ခုထပ်ပြီးတော့ဟိုဘယ်လိုပြောမလဲထပ်ပြောပြရမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်နေတယ်ပေါ့နော်တူရကီကိုလာခြင်းနဲ့အကြောင်းလာတက်ရှင်နဲ့ဒါမှမဟုတ်လည်းအလုပ်လာလုပ်ခြင်းနဲ့ဟိုတခြားဘာသာဝင်တွေပေါ့နော်ဥပမာဗုဒ္ဓဘာသာဝင်ဖြစ်စေခရစ်ယာန်ဘာသာဝင်ဖြစ်စေအဲ့လိုလူမျိုးတွေရှိခဲ့လို့ရှိရင်ရောအဲ့လိုလူမျိုးတွေရဲ့အမြင်မှာပေါ့နော်အဲ့လိုလူမျိုးတွေအမြင်မှာဟိုဘယ်လိုရှိတဲ့လဲဘယ်လိုမြင်တဲ့လဲပေါ့နော်တူရကီမှာသူတို့ကယ်ပြီးပေါ့နော်လာလို့အတွက်သူတို့လာဖို့အတွက်အခက်အခဲများရှိနိုင်လားမွတ်စလင်မဟုတ်ရင်နေလို့ရပါမလားဆိုတဲ့အတွေးရတော့ဝင်ပါပဲလေဒီလိုနိုင်ငံဒီလိုမျိုးကြားပြီးလာတယ်ဆိုတဲ့ဟိုကအဲ့လိုလူမျိုးတွေရောဘယ်လို idea ပေးခြင်းလဲကျွန်တော်အမြင်ဆိုရင်တော့ဘာမှပြဿနာမရှိပါဘူးတကယ်ပါတချို့တွေကျွန်တော်တို့မြင်တာပဲဗျာဟိုတချို့ social media တချို့ video တွေနဲ့ပတ်သက်လိုက် comment တွေမှာရေးကြဟာဒီနိုင်ငံဒီလိုမဟုတ်ဘူးလားဟိုဟုတ်တယ်ကျွန်တော်တို့ video အောက်မှာတော့လာမေးတဲ့လူမျိုးတွေတောင်ရှိတယ်ဗျာဟုတ်တယ်တကယ်တော့ဟိုတခြားတော့ site ကနေကြည့်ရဆိုရင်လည်းသူတို့ကအရန်ဟိုအမြင်ကျပွင့်လင်းတဲ့နိုင်ငံတစ်ခုလိုပဲပြီးတော့တူရကီလူမျိုးကိုနိုင်ကြတယ်သူတို့အနောက်တိုင်းကိုအရန် inspire ဖြစ်တဲ့ဟုတ်တယ်လူမျိုးလိုပဲပြောရမှာတခုခုဆိုဂျာမနီနဲ့ကောက်ရှင်တာလေအမြဲတမ်းဂျာမနီနဲ့ကောက်ရှင်တာငါတို့ရှိမှာ minimum wage ကတလောက်ဂျာမနီမှာတလောက်ငါတို့ရှိမှာတလောက်% တလောက်ဝယ်လို့ရတယ်ဂျာမနီမှာတလောက်% တလောက်ဝယ်လို့ရတယ်အမြဲတမ်းဒါပဲရှင်နေတာဟုတ်တယ်ဆိုတော့သူတို့အများစုကအနောက်တိုင်းကိုအရန်အားကြတယ်ဒါသူတို့လူမျိုးရဲ့နေရထိုင်တဲ့ပုံစံဆိုတော့ဟိုတခြားသောဘာသာဝင်တွေအတွက်ကတော့ဒါဘာမှဟိုပြဿနာမရှိဘူးပြောလို့ပြောအောင်2025အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံက
ကနေပြီးတော့ဗောနော်တူရကီမှာလာနေနေတဲ့အကြောင်းတက်နေတဲ့ဗုဒ္ဓဘာသာဝင်တွေတခြားဘာသာဝင်တွေဆိုအများကြီးရှိလာဟိုးရင်အထက်ဗောနော်ဟိုးရင်ကျွန်တော်တို့လာတော့အထက်ဆိုင်အခုတခြားဘာသာဝင်တွေအများကြီးရှိလာတယ်ကျွန်တော်မှဆိုလဲဒါဟိုဘာသာကြအတိုင်းဝိုင်းဆိုတာရှိတယ်သူတို့နဲ့ပေါင်းသင်းဆက်ဆံရတဲ့ခါမှာလဲကျွန်တော်အတွက်တော့ဘာမှပြဿနာမရှိကျွန်တော်ကတော့အားလုံးလူတယောက်လိုပဲမြင်တာဗောနော်အဲ့ပုံမှာဟိုတရားတယ်ပဲသူတို့ကိုမေးကြည့်ရခါမှာလဲသူတို့မှလည်းဘာမှအဲ့လို trade ပြဿနာရှိနေမှမရှိဘူးပုံမှန်ပဲအားလုံးလဲဟိုအဆင်ပြေပဲအဲ့လိုမျိုးဘယ်လိုပြောမလဲမွတ်စလင်နိုင်ငံဆိုပြီးတော့ဟိုစိုးရိမ်စိတ်များဖို့မလိုလို့မျိုးဟုတ်တယ်စဉ်းစားမိတာပေါ့နော်ဟာဒီလိုမျိုးဖြစ်မလားပေါ့တကယ်တော့လာဘူးတဲ့လူတွေဒီမှာလက်ရှိနေနေတဲ့လူတွေကောင်းကောင်းသိပါတယ်ဒါမျိုးတခြားဘာသာချမ်းမလို့ဖိနေခံရတာလို့ပါတော့မရှိပါဘူးကျွန်တော်ဘာစကားပြောခြင်းလဲဆိုတော့ဟို channel မှာလည်းဒါမျိုးလာမေးဘူးတဲ့တချို့လူတွေလည်းရှိရဲဟိုတမီသားတော့ဒီလိုမလာခင်မှာပေါ့နော်ဒီလိုမျိုးဟာကိုစိုးရိမ်နေပေါ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအယူသီးတာတွေဒါမှမဟုတ်တခြားဘာသာဝင်ဖြစ်နေလို့အဆင်ပြေပါမလားလာမိတာတွေလည်းရှိရဲဒါပေမဲ့အခုနပြောသလိုမျိုးပေါ့စိုးရိမ်ကြမရှိဘူးလို့တော့ပြောလို့တုံထုံလို့တော့ရတယ်ပေါ့နော်တခါတလေတော့ဒီလိုမျိုးမိတာတော့ကြုံနေတာပေါ့နော်တူရကီမှာဟာမေဟိုဘယ်နိုင်ငံလာလဲဘယ်နိုင်ငံလာဆိုကျွန်တော်ကပြောတော့ဒီနိုင်ငံတွေမြန်မာပြည်ကလာတယ်ပေါ့ထိုင်းကလာတယ်စင်ကာပူကလာတယ်ပေါ့အဲ့လိုခါကျဟာအဲ့ဒီခါတော့ထပ်မေးတာပေါ့နော်ကျွန်တော်တို့ရုပ်တွေကြတော့တခါရောက်တော့ကြည့်နေတာမွတ်စလင်ပေါ့ဟုတ်တယ်အစ္စလာမ်ဘာသာဝင်တို့မြင်တယ်ဒါပေမဲ့အစ္စလာမ်လားလို့တကူတကထပ်မေးတာမျိုးတွေတော့ရှိတယ်ဒါကြတော့သူတို့ကဟိုကိုလာခဲ့တဲ့နိုင်ငံကိုကြည့်ပြီးတော့ဒီနိုင်ငံကလူကြောက်ကတော့တခြားဘာသာဝင်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့ကလည်းဒါရုပ်ကိုပေါ်နေလို့မေးလိုက်တာလေဟိုပုံမှန်တော့ဘယ်လိုပြောမလဲအရင်အမေးခံရတဲ့မိကုန်းတော့လည်းမဟုတ်ပါဘူးစင်တော့ပြပါတယ်အခုနကပြောရတဲ့ပုံစံမျိုးပဲပေါ့နော်ကျွန်တော်တို့ရဲ့ရုပ်တွေကိုကကြည့်လိုက်လို့ရှိရင်ဘယ်နိုင်ငံကလာတယ်လို့မေးပြီးရဲ့နောက်မှာတစ်ဆက်သေးရကျွန်တော်တို့ဘယ်ဘာသာလဲဆိုပြီးပြောရဲကျွန်တော်တို့ကတော့အစ္စလာမ်ပေါ့နော်အဲ့တော့ဟိုတကယ်လို့များတော့တချို့မျိုးကြီးတွေမှာကျွန်တော်တို့အစ္စလာမ်ကိုလက်ခံထားတဲ့လူမဟုတ်ပဲနဲ့တခြားသောဘာသာဝင်အနေနဲ့ပေါ့နော်အဲ့လိုမျိုးလူတယောက်ဆိုလို့ရှိရင်ရောတူရကီမှာဘယ်လိုဖြတ်တန်းကြလဲဘယ်လိုမျိုးသူတို့ရင်ဆိုင်ကြလဲပေါ့အဲ့ဒါကတော့ကျွန်တော်တို့လည်းမကြုံဘူးတော့မသိဘူးလေအတကယ်ကြီးအတိုင်းဝိုင်းထဲမှာလည်းကျွန်တော်အနေနဲ့ဆိုရင်တော့မရှိဘူးဆိုတော့အဲ့ဒါမျိုးလေးလေအဲ့တော့ဟိုငါ့ကိုတော့တီးကြတဲ့လူတော်တော်လေးများကြတယ်ပြီးတော့ငါနဲ့တီးတဲ့ဒီဟိုတခြားဘာသာဝင်ပေါ့နော်မြန်မာနိုင်ငံသားတခြားဘာသာဝင်အတိုင်းဝိုင်းကလည်းတော်တော်လေးများတယ်အဲ့တော့သူတို့ဒီကျွန်တော်အထူးသဖြင့်ပေါ့နော်ဟိုကျွန်တော်တီးကြတဲ့လူတွေတွေကဟိုအဲ့လိုကိုတွေ့ experience လေးတွေပေါ့ share ပေးချင်တာရှိလို့ရှိရင်လည်းဒီ video အောက်မှာ comment ဝင်ရေးသွားလို့ရပါတယ်ဟိုကျွန်တော်တို့ဘက်ကနေပြီးတော့တခြားလူတွေပေါ့နော်ဒီ video ကြည့်ရှုတဲ့မလာရသေးတဲ့လူတွေသိစေချင်လို့ပေါ့နော်သူတို့ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတော့သူတို့အမြင်မှာပါရှင်းသွားအောင်လို့အဲ့လိုမျိုးကိုတွေ့ experience လေးရှိလို့ရှိရင်လည်းရေးသွားပေးလို့ရပါတယ်ပုံမှန်လည်းပေါ့အကောင်းဆိုလည်းအကောင်းအဆိုးဆိုလည်းအဆိုးအကောင်းဆိုလည်းအကောင်းကျွန်တော်လည်းဒီ video တစ်ခုလုံးကလည်းဒါနဲ့ပတ်သက်ပြီးပုံမှန်လေးနေပဲအားလုံးပြောပြပါအားလုံးပုံမှန်လေးမှာပေါ့ကြုံတွေ့ခဲ့ရတဲ့အရာတွေအမှန်တိုင်းပဲချပြထားတာပါဒီနေ့မှာကျွန်တော်တစ်ခုတော့ထပ်ပြီးတော့ဟိုဖြည့်ပြီးတော့ပြောချင်တာလေးပေါ့နော်ဟိုတစ်ဖက်ကနေအခုနကျွန်တော်ပြောပြပါတဲ့အကြောင်းတွေအများကြီးရှိတယ်ဒါကတော့ဟိုကောင်းတယ်ဆိုရမှာမဟုတ်ပါဘူးအကုန်လုံးခြုံပြီးပြောနေတာဒီနိုင်ငံလက်ရှိဖြစ်ပျက်နေတဲ့သူတို့တွေရဲ့ဟိုအရှိတရားပေါ့ဗျာအဲ့ဒီမှာနောက်တစ်ခုကဘာလဲဆိုတော့တူရကီကအစ္စလာမ်ဘာသာဝင်တွေအများဆုံးနေတဲ့နိုင်ငံဖြစ်တယ်ဟိုတစ်ဖက်ကနေကြတော့လေဒီလိုမျိုးအမြင်ချေတဲ့သူတို့လွတ်လပ်နေကြတဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာအစ္စလာမ်နဲ့ပတ်သက်ပြီးတော့လေ့လာချင်တာတို့ဒီအစ္စလာမ်ဘာသာဝင်တွေကပလီတွေကဘယ်လိုလဲသူတို့ဘယ်လိုဝတ်ပြုကြတာလဲဒါမျိုးတွေကိုလွတ်လပ်လေ့လာချင်တဲ့လူရှိတယ်ဆိုရင်လေးလာလို့အကောင်းဆုံးနိုင်ငံထဲမှာတူရကီပါတယ်မှန်တယ် experience တွေတခု share လိုက်ပါအောင်မယ်တငယ်ချင်းတယောက်ပေါ့နော်အစ္စလာမ်မှာအရန်ခင်တငယ်ချင်းတယောက်ရှိရယ်နာမည်တော့ပြောတော့ပါဘူး तू ဆိုလို့ရှိရင်ဒါ तू အရန်စိတ်ဝင်စားတာပေါ့နော် तू ဘဝမှာတဲ့ तू ကဗုဒ္ဓဘာသာ तू ဘဝမှာတစ်ခါမှတဲ့ဟိုအစ္စလာမ်ဘာသာဝင်တွေဘယ်လိုဝတ်ပြုလဲဆိုတာဘယ်လိုနမတ်ဖတ်လဲဆိုတာ तू မမြင်ဘူးတဲ့အဲ့ဒါဟိုပလီလိုက်ခဲ့ကျင်တယ်တဲ့ပလီလိုက်ခဲ့ကျင်တယ်ဆို तू နဲ့ဒီ Blue Mosque တို့အာယာဆိုဖီယာတို့အာယာဆိုဖီယာလည်းပလီဖြစ်နေတာဟုတ်အဲ့တော့အဲ့ဒါကြီးသွားလဲရင်းနဲ့အမဟိုနမတ်ချိန်လဲကြုံတော့တခါတည်းသူ့အနောက်မှာထိုင်ခိုင်းတာခဏထိုင်ဆောင်ဆိုပြီးတော့အမသူဆိုလို့ရှိရင်အဲ့လိုပဲလိလာတာဗောနော်ပလီထဲမှာဘာတွေရှိလဲနမတ်ဘယ်လိုတွေဖတ်ကြလဲဘယ်လိုမျိုးဝတ်ပြုကြလဲဗောအစ္စလာမ်ဘာသာဝင်တွေအဲ့လိုမျိုးဒါဟိုဘယ်လိုပြောမလဲကျွန်တော်မှလည်းအဲ့လိုမျိုးအဲ့ဒါအမြင်ကျဲတဲ့တငယ်ချင်းလို့ပဲပြောမှာဗောနော်အဆုံးမရောက်တဲ့တငယ်ချင်းဗောအဲ့လိုမျိုးတငယ်ချင်းတွေလည်းအများကြီးရှိပါတယ်ဒါလည်းအကောင်းတဲ့ဘက်ကတွေ့လို့ရှိရင်ဒါ
လူသားတယောက်လိုပဲကြည်တာပေါ့ တူရကီမှာဟိုပလီတွေကိုနိုင်ကလည်း tourist attraction နေရာကြီးလို့လည်းသူကထည့်ပြီးသတ်မှတ်ထားတာပေါ့အဲ့တော့လာလေတဲ့လူတွေကဖျားဝတ်ပြတဲ့အချိန်တစ်ချိန်လွန်ရင်ကျန်တဲ့အချိန်တွေအားလုံးမလွတ်လပ်လပ်ဝင်လို့ရတယ်ဖျားဝတ်ပြတဲ့အချိန်တော့မှနောက်ကနေထိုင်ပြီးဟုတ်တယ်ကြည်ကျင်တယ်ဆိုလို့ရှိရင်ကြည်လို့ရတယ်ဘယ်လိုမျိုးပြီးလဲဆိုတာမြင်ဘူးတယ်သိသွားတယ်ရှိသွားအောင်ပေါ့ကျွန်တော်တို့ vlog တွေလည်းတော်တော်များများမှာလည်းဒီဟာရင်းနဲ့ပတ်သက်ပြီးတော့လည်းအပြင်မှာအစားပေါ့နော်ရှင်းပြထားတာတွေလည်းရှိရဲသွားခဲ့တာတွေလည်းအများကြီးပဲရှိရဲဟိုတချို့တွေလည်းကြည်ပြီးတော့လည်းဟာဒါကဒီလိုပါလားဆိုတာတွေလည်းတွေးဘူးမြင်ဘူးပြီးသားတွေလည်းရှိရဲပေါ့နော်ဒါကတော့အခုကဟိုစကားဝိုင်းပုံစံဖြစ်နေတဲ့ပုံမှာတော့ဟိုတချို့လူတွေမေးတာပေါ့နော်ဟိုဟာကိုကြီးပေါ့နော်ပလီထဲမှာဘာတွေရှိလဲဆိုအာတိကျင်တယ်မလားခေါ်သွားလိုက်တော့ခေါ်သွားပြီးတော့ပြလိုက်တာပေါ့ဟုတ်တယ်မလားအဲ့လိုလေးလာခြင်းတဲ့လူအတွက်ကတော်တော်ကောင်းတဲ့နိုင်ငံတွေမှာဟိုတခုပါတယ်လို့ပြောလို့ဆိုလို့ရှိရင်ဒါဟိုမြန်မာနိုင်ငံမှာဒီမင်္ဂလာတောင်ကျွန်းတို့ဘာလို့မှမနေဟိုဘယ်လိုပြောမလဲအများဒီဇင်ဘာတောင်ဝင်အများဆုံးနေတဲ့နေရာတွေမှာမနေဘူးတဲ့လူတွေဆိုလို့ရှိရင်ဒါဟိုပါပေါ့အာဇာတန်နေပါကြီးဆိုမကြဘူးလေမကြဘူးတဲ့ပုံမှာသူတို့ကစားလာလို့ရှိရင်မေးတာပေါ့နော်ဟာကိုကြီးဒီနေ့9ချိန်ဒီပလီကနေပြီးတော့မိုင်းနဲ့អော်နေတာဘာတွေလဲပေါ့အဲ့လိုမျိုးတွေပဲမီးလာတဲ့လူတွေပဲရှိတယ်အဲ့လိုမျိုးကြားလို့ရှိရင်လည်းကျွန်တော်စိတ်ရှိရှိနဲ့အကုန်လုံးရှင်းပြပေးပါတယ်ကောင်းပါတယ်ကိုဒီဟာဟိုလေးလာခြင်းတဲ့လူတော့ကတော်တော်လေးကိုဒီနိုင်ငံမှာလေးလာကြအရင်လည်းများတယ်ဘာသာရေးနဲ့ပတ်သက်တဲ့အမှုတွေလည်းအများကြီးရှိတဲ့နိုင်ငံဆိုတော့တစ်ဖက်မှာလည်းဒီအရာတွေအားလုံးလွတ်လွတ်လပ်လပ်ဟိုဝင်ပြီးတော့လေးလာလို့ရတယ်နောက်ထပ်တစ်ခုပေါ့နော်ကျွန်တော်ဒီနေရာမှာမြင်တဲ့အမြင်တစ်ခုပေါ့ဒါတော့ကျွန်တော်မြန်မာနိုင်ငံနဲ့ရှင်ပြီးတော့ဟိုကျွန်တော်မြင်တဲ့အမြင်ကျွန်တော်မြင်တတ်ကိုပြောတာပေါ့နော်တူရကီမှာကပလီတွေမှာပေါ့ဒါသတိထားမိပါလိမ့်မယ်ပလီမှာဝတ်ပြုနေတဲ့လူတိုင်းတူရကီမှာကဟိုပလီတွေကိုတော်တော်လေးကိုဘယ်လိုပြောမလဲဝတ်ပြုတဲ့နေရာတစ်ခုဆိုတာတဲ့အများကြီးပို့တယ်ကျွန်တော်အခုနပြောသလိုဟိုအရင်ခေတ်ကဒါတွေရှိခဲ့တာတပိုင်းပေါ့ဗျာဒါပေမဲ့ဒီခေတ်ရောက်တဲ့အချိန်မှာလည်းတချို့တွေကဟိုတချို့ family တွေကပလီဟိုတီးတက်ဟိုတနင်္ဂနွေနေ့စနေတနင်္ဂနွေမှာမိသားစုတက်တော့လေကြတာဝတ်ပြုတဲ့အချိန်ဝတ်ပြုကျန်တဲ့အချိန်မှာကလေးတွေဆော့ကစားပြီးရင်ပြင်းနေထားတာပြီးရတယ်စားတော့ဆိုင်တန်းနေထားတာပြီးရတယ်တကူးတကပေါ့နော်ဝတ်ပြုတဲ့နေရာဆိုတော့အများကြီးပို့တယ်ဗျာဟုတ်တယ်ဒါကြတော့တော်တော်ကောင်းတဲ့ culture တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုအထက်မြင်တာကျွန်တော်လည်းငငယ်ကကြုံခဲ့ရတဲ့ဟာလေဟိုပလီတွေမှာဗျာကလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တူရကီမှာရှိတဲ့ပလီတွေမှာတချို့ဆိုတာ social media မှာမြင်ရပါလိမ့်မယ်နမတ်ဝတ်ပြုပြီးတဲ့အချိန်မှာဒီရှေ့ဆောင်ဆရာအမောင်ကနေပြီးတော့ကလေးတွေတစီတန်းနဲ့သူအချိန်ပေးပြီးစော့ပေးတာတို့ယထာလိုမျိုးသူသွားတယ်ရှိတယ် social media မှာအရင်ဟော့သွားတဲ့ဓာတ်ပုံလေးပလီနောက်မှာ short တွေကလေးကစားစရာနေရာလုပ်ပြီးတာအဲ့မျိုးရဒါတကယ်ကိုရှိတာဟုတ်တယ်တကယ်ကိုရှိဒါတော်တော်ကိုဟိုအရေးကြီးတယ်လေဗျာတကယ်တော့ပြောရင်ဆိုဟိုသူတို့ကမတိနားမလဲတာလေငငယ်လေးတွေကဒီဒါပလီနဲ့အလော့ရှ်မြတ်အိမ်တော်ပေါ့နော်ပလီနဲ့ယင်းနီးွားလို့ရှိရင်ကြတော့ဒါဘယ်လိုပြောမလဲဒီနဲ့တာသနာနဲ့လည်းယင်းနီးွားပြီပေါ့အဲ့လိုမျိုးပေါ့ဟုတ်တယ်လေကိုပြီးတော့ဟိုကျွန်တော်တို့ဒီမှာအမှန်တကယ်ဗျာအများဆုံးမြင်နေတဲ့အမြင်တစ်ခုပေါ့နော်ဟိုကျွန်တော်တို့ကဟိုကြောက်เสียလို့မြင်နေတယ်ဘာဖြစ်လို့ကြောက်เสียလို့မြင်လဲဆိုတော့ကျွန်တော်တို့ခြောက်ထားတော့ဟုတ်တယ်တကယ်အမှန်တကယ်ကျွန်တော်တို့ကဟိုဒါကစိတ်ထဲကနေကိုကြည်နူးရမှာချက်ကမှာဗျာဒီကကလေးတွေကိုကျွန်တော်ကဒီမှာမြင်ရခြင်းကကောင်းတယ်ဟိုလူကြီးတွေနဲ့အတူတူ soft line နဲ့ဝင်မဖတ်နိုင်လို့ပါတို့ကတော့တက္ကနာပေါ့ဗျာတို့ပေမဲ့ဟာအော်ရဆူရပြည့်တယ်ရိုက်တယ်ဟိုတချို့မော်စင်နေဆိုရင်ဗျာဟိုဒီဗီဒီယိုကြည့်ရတော့မော်စင်နေပါလေဆိုရင်ဟုတ်ပါဒါတွေကလည်းကိုလိုခွင့်လို့ဒါကျွန်တော်တို့မှမဟုတ်ပါဘူးဟုတ်တယ်အမားပြောနေမှာမဟုတ်တာကျွန်တော်လည်းဒီပြန်ပြောပြတာပဲဟိုကျွန်တော်တို့ကြောက်เสียဖြစ်အောင်နောက်တစ်ခေါက်မလာရဲတော့ပုံစံမျိုးဖြစ်နေဟာနည်းနည်းလေးစော့ရကြတာခလေးသဘောပါကြပါအရင်စိုးသွမ်းနေတယ်တခြားသောလူတွေကိုအနှောက်အယှက်ဖြစ်စီတယ်ဆိုရင်တော့တစ်မျိုးပေါ့ဗျာဒါတော့မှဗျာခလေးပဲဗျာ6ရင်တော့လန့်တာပေါ့ဟန့်လို့ရပါတယ်ကျွန်တော်စီပါအောင်မသိရင်ဟိုနေရင်မအောင်လုံးနဲ့ရိုက်တာတို့နေရင်အုပ်တာတို့ဒါမျိုးတွေအထိဟိုဖြစ်တယ်ဗျာကျွန်တော်စီပါအဲ့တော့ဆဲပြီးတော့ဒီမှာကြတော့အဲ့အရင်ပွားဟာတယ်တချို့ဆိုကျွန်တော်မြင်တယ်အရှိမနွားဆိုတာကလေးတွေပတ်စော့တယ်ပလီတွေခုတော့ဟောဟေးပါလေမျက်မြင်ဆိုလို့ရှိရင်အားလုံးလဲဝင်ကြည့်လို့ရတာပါလဲဆိုတော့ကျွန်တော်တို့နောက်ဆုံးတူရကီနိုင်ငံရဲ့ဒုတိယမြောက်အကြီးဆုံးပလီဆိုပြီးတော့အဲ့မှာသွားတော့ဆိုscenes တခုတော့ရှိသေးတယ်လေကလေးတွေဟိုဗါတယ် member board ထိလာတက်ပြီးတော့ဆော့တာတော့ကျွန်တော်တို့တော့ဗီဒီယိုရိုက်ပြီးတော့နောက်လိုက်သေးတယ်လေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီကလေးတွေမမြင်ရဘူးဆိုပြီးအဲ့ဒါမျိုးကိုပြောချင်တာအဓိကတော့နော်ဆိုတော့ဒါကဟိုဒီနေရာမှာတော့ကျွန်တော်တို့ဒီမှာလိုအပ်ချက်ရှိနေတယ်လို့ကျွန်တော်မြင်တာပေါ့နော်ဟိုတခြားသောအကြောင်းအရာတွေတော့ရှိကောင်းရှိနေတယ်ဒါပေမဲ့တူရကီမှာကျတော့ဒါမျိုးမမြင်အောင်ဗျဟိုအမြင်တစ်ခုကိုပြောတာပါတော်တော်လွတ်လွတ်လပ်လပ်ကလေးတွေအားလုံးပြောပပနဲ့ဆော့ပလာပြီးနေကြတယ်ဗျဒါကကောင်းတဲ့အချင်းရဗျဟို
စိတ်မှာကျွန်တော်မြင်ရတော့ကျွန်တော်တို့ထူးဆန်းနေတော့ပြန်ဒါလေးကိုကြုံကြိုက်လို့ကျွန်တော် sharing လုပ်ပြီးတော့ဒါလေးပြောမှဆိုရင်တော့လေနောက်ထပ်အကြောင်းအရာတွေအများကြီးပဲပြောရင်လည်းထုံးတာလည်းကျွန်တော်တို့ပြောလိုက်လို့ရှိရင်မပြီးတော့ဒါအကြိုင်ဟိုဥမာပြဟိုဒါကတော့ social media ရဲ့အကြောင်းအရာကိုပြောရတော့ဟောလေဟိုကျွန်တော်တို့ကမိနစ်50လောက်ပဲထိုင်ပြောလိုက်ပြင်မဲ့လို့ဟာဒီကောင်ကြီးကဒီအကြောင်းအရာကိုဒီထဲမှာပြောလိုက်ရောအမှန်တကယ်ကျွန်တော်တို့မှပြောချင်တဲ့အကြောင်းအရာတွေလည်းရှိတယ်တခြားသောဟာတွေကခေါင်းထဲအခုအချိန်မှမပေါ်တာလည်းဖြစ်နိုင်တယ်ဗောလေဟိုတချို့တွေမြင်သွားမှာကိုလည်းစိုးတာဗျဒီကောင်ကြီးမိနစ်50လောက်ပဲဒီအကြောင်းအရာကိုသိပြီးတော့ထိုင်ပြောပါတယ်ဆိုတာမျိုးလည်းမဖြစ်ချင်ဘူးဗောလေတကယ်လို့ကြုံခဲ့ရင်လည်းထပ်ပြီးတော့ကျွန်တော်တို့တွေဆက်ပြီးတော့သိကျင်တဲ့ရှင်လည်းလာမိလို့ရတယ်ဗောနော်စကားဝိုင်းဒီ podcast တွေမှာဖြည်းဖြည်းချင်းပေါ့ဖြည်းဖြည်းချင်းနားထောင်နေတဲ့အကြောင်းအရာတွေပေါ့ဗျာနားထောင်နေဆိုတော့ကျွန်တော်တို့လည်းအရင်သိလို့တက်လို့တော့မဟုတ်ပါဘူးကိုလေးလာမိတော့ကိုညာမိတော့ပေါ့ဗျာအနည်းဆုံးတော့ဗျာကျွန်တော်တို့ပြောတဲ့စကားတွေကိုဟိုဒီတူရကီကိုစိတ်ဝင်စားတဲ့လူတူရကီကိုမရောက်ထူးသေးတဲ့လူတွေလူတယောက်အနေနဲ့နားထောင်မယ်ဆိုရင်တော့တော်တော်လေးကြိုးရှိမယ်လို့တော့မြင်ပါတယ်ကဲနားလိုက်ကျွန်တော်တို့ကဒါအခု28ကိုရက်နေသလိုဖြစ်တယ်အရှိတခုမှလည်းတူရကီနိုင်ငံလူမျိုးတွေရဲ့အကြောင်းတွေလည်းပြောပြီးပြီဒါကတော့ကျွန်တော်တို့ဘာသာရေးအကြောင်းပြောပြနေတဲ့အပေါ်မှာတက်နောက်တဲ့ session အနေနဲ့ဟဲ့အောင်ကြီးပြောမယ်ပေါ့ဒီမှာနည်းနည်းလေးကြီးအရှိရှိလေးဖြစ်သွားအောင်လို့ square မှာပေါ့ဒီ podcast ပုံစံမျိုးဟိုတင်ဆက်ပေးပါမယ်ဒါပေမဲ့ဒီဟာကျတော့လေဟို blog နဲ့တော့လုံးဝကွဲထော်ရတယ်ပေါ့ဟုတ်တယ် category က blog ကျတော့လူကဟိုဖုန်းအချိန်ပေးပြီးတော့ကြည့်နေရတယ်ဆိုပေမဲ့စိတ်ဝင်တစ်ခုတစ်ခု background တွေပြောင်းအောင်မယ်အမြင်တွေပြောင်းမယ်နေရာတွေပြောင်းမယ်ဒါမျိုးကြိုက်တဲ့လူတွေရှိမှာတချို့ကျတော့လည်းဟိုဒီဟာမျိုးဟိုထိုင်ပြီးတော့ဟိုတစ်ခုခုအကြောင်းအရာကိုတခုရောအကြောင်းတစ်ခုရောပေါ့နော်ဟိုထိုင်ပြီးတော့ပုံမှန်ဆိုအလုပ်တစ်ခုလုံးနေပေါ့မှာမိဘူးတိုင်းနေဟင်းရှက်နေတယ်ဆိုလို့ရှိရင်ဒါ podcast တွေဖွင့်လာလိုက်တာပေါ့နော်ကြိုက်တဲ့လူရှိမှာပဲလေမဟုတ်တာကျွန်တော်ဒီတိုင်းပဲဒီ scene တစ်ခုတွေမှာပဲဟိုထိုင်ပြီးတော့စကားပြောနေတာဆိုတော့အဲ့လိုမျိုးကျွန်တော်ဆိုရင်ပေါ့ပုံမှန်ကျွန်တော်လုပ်လေးလုပ်တာရှိနားထောင်တယ်ပေါ့လေနားထောင်တော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့တခြားအရာတွေတော့ intention လုပ်နေတယ်သမင်းချက်ပြုတ်နေတယ်ဟုတ်တယ်ဟိုတခြားတော့လုပ်ငန်းဆောင်တိုင်းလုပ်နေတယ်အကျိုးရှိတယ်ကျွန်တော်နားထောင်နေတယ်အဲ့လိုတော့ဒီလို podcast type ကျတော့တချို့ကျတော့အဲ့လိုမျိုးဒီနားထောင်နေဆိုရင်တော့လေဟိုကောင်းတာပေါ့ဗျအချိန်ပေါ့အချိန်ပြီးနားထောင်ရတော့ဒီလိုခေတ်ကာလမှာတစ်ဖက်ကနေပြောရတာလေဟိုမီးပြတ်တာနဲ့ဟိုအင်တာနက်အဆင်မပြေတာနဲ့ဟိုအားလည်းနားတယ်အဲ့ဒါကိုကတော့ဒါလွတ်လွတ်ပြောရတာအချိန်ကြာတယ်ဒါပေမဲ့နားထောင်နေလို့ပေါ့ကကြီးတော့လေအများကြီးအချိန်ပြီးပြီးတော့နားထောင်ရတယ်ဆိုတော့ဟို podcast ဖြစ်တဲ့အတွက်တခါတလေရုပ်ကြည့်နေမှာမဟုတ်ဘူးပေါ့နော်ဒီတိုင်းလေးပဲငကြက်လေးတက်ပြီးမဆိုတာမှလည်းဖွင့်လာပြီးမဆိုထိုင်နားထောင်နေလေအဆင်ပြေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့နောက်ထပ်စကားဝိုင်းနေပါလေထပ်ပြီးတော့ပွားကြပါအောင်ဒီဗီဒီယိုလေးကတော့လောက်ပါပဲဒီ podcast လေးကတော့လောက်ပါပဲကျွန်တော်အချိန်ပေးပြီးတော့ကြည့်ရှုရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်း bye အရင်စားအဲ့တော့တခုပြောလို့ပါအဆုံးတော့မယ်လေတည်ဟိုဒါဒီ session ကြီးကဘာသာရေးအကြောင်းပြောရတဲ့ပုံမှာဘယ်လိုပြောမလဲတယောက်နဲ့တယောက်တော့အဲ့လိုတဘောလားကွဲလွဲနိုင်ကောင်းကွဲလွဲတာတွေတော့ရှိမှာပဲလေသိရမလားကျွန်တော်မလားပြောကျွန်တော်တို့ကအချိန်တစ်ခုမှပြောနေတဲ့ပုံမှာဒါလေးကိုကျွန်တော်ကနောက်တစ်ခေါက်ထပ်ပြီးတော့ပြောပြသွားတာပါပြီးတော့ဒီခုပြောသွားတဲ့ focus ပေါ့နော်စကားဝိုင်းတစ်ခုလုံးကဒါကျွန်တော်တို့3ယောက်ရဲ့အမြင်ပေါ့နော်ကျွန်တော်တို့3ယောက်ကလည်းဒါပေါင်းစင်းလာတဲ့တက်တန်ကြာပြီဖြစ်တဲ့ပုံမှာကျွန်တော်3ယောက်အမြင်နဲ့အတူတူပဲလို့ပြောလို့ရတယ်ကျွန်တော်တို့3ယောက်ကြာမှာဆိုရင်လည်းအများကြီးပဲဒီမှာကြုံခဲ့တာတွေလည်းခက်ရှားရဲပေါ့နော်ကျွန်တော်ကြည်ပြင်းလာတဲ့ပုံကျင့်တွေကလည်းအရန်တူတဲ့ပုံမှာဟိုဒါကျွန်တော်တို့3ယောက်ရဲ့အမြင်တက်ကိုပဲချပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ပြောတာအားလုံးဒါအမှန်ကြီးပဲမဟုတ်ပါဘူးဒါကျွန်တော်တို့လည်းပွဲလဲတာလွတ်လပ်စွာရှိမယ်အမြင်ပွဲလည်းရှိပါတယ်တချို့သူတို့မြင်တဲ့အမြင်တွေကိုလည်းဟိုဒါကျွန်တော် warming welcome လုပ်တယ်အမြင်မတူလဲရတယ်ကျွန်တော်အကယ်ကျွန်တော်တို့လည်းအမြင်မတူတာရှိခဲ့လို့ရှိရင်လည်း comment section မှာဝင်ရောက်ဆွေးနွေးပါလို့ရပါတယ်ကျွန်တော်တို့ဒါပြဿနာဘာမှမရှိပါဘူးအဲ့တော့လောလောဆယ်တော့ကျွန်တော်ဗီဒန်တောက်လိုက်ပါဦးမယ်ပိုင်လို့ဗီဒန်ဗီဒီယိုလေးကြည့်နေတယ်ဆိုလို့ရှိရင်တော့လွယ်ရလေးဟိုလေတကယ်ကြီးနေအများကြီးစောင့်နေ8နာရီချိန်နိုင်8နာရီ15ဖြစ်သွားပြီ